Yes ရပဲလို့ရှိနေအခုလောဆယ်မှာတော့ငါဆန်းတပြလိုက်မယ်နင်းလို့ဆိုင်ချက်လုပ်တာ ဒီရဲပါလေအဲ့မေတယောက်နေတော်ပြီးတော့နေရရင်ပတ်တူတာတော့ဝင်နေတဲ့ဟာ မရလေခွေးတော့ခိုင်းနေတော့လေ နင်ပြီးတော့မှဒီထင်းထောင်တာနဲ့ကို အမေကလည်းပြောမယ်ဆိုတာပဲအဲ့ဆိုအမေလာခွဲလီ ဖဲငါခွဲမယ်ခိုင်းလိုက်ငါစောက်တော့မကြောက်ဘူး ဟုတ်တာလေနေကျောင်းမှာဆင်းဘလောက်ရလဲ အော်အမေကလည်းပါစင်းရမှာတော့ဒါအမေအစစ်တရနေဟာဘူး မေသိတယ်ဒါအဆင့်တရမယ်ဆိုအမေကြိုသိပြီးသားအဲကြောင့်တမင်မေးလိုက်တာဒါအဆင့်တရတယ်ဆိုတော့ဘာပြီးထင်းနဲ့ခွဲနေတော့လာသွားရအောင်လာသွားရအောင် အယောဒီမှာ ဒါကဒီတစ်ပတ်အဆင့်တရတယ်ဆိုနောက်တစ်ပတ်ကြောက်ရှင်လေဒါလို့ရှင်တဲ့ iPhone 17 Pro Max ဝင်မယ် တကယ်လားအမေဒီစိတ်ကိုကြားအောင်နော်တကယ်တော့တကယ်ချင်းကြားမှာနော်မင်းနော် တကယ်တော့အမေကဘာ့ဘလို့လိမ်ပါလဲအမေကလေဟိုကောင်မသမီးထက်တာလို့ကကွန်ပျူတာပူလာအဲ့လိုက်တာပါဆိုမှမတွေ့ရှင်နဲ့စောက်ခွက်ကလာတွေ့နေသေးတယ် အာတန်လေးလို့ကြည့်လိုက်ပါလေဟေးရှုပ်မမြင်တန်ကြားကြီးပါဟေး